ပရီးမီးယားလိချန်ပီယံဆုထက်ဥရောပဝင်ခွင့်တွက်တာရှင်းပြနေကြောင်းဗီလာအသင်းနီးပြပြောကြားဘောလုံးကျသူများအတွက်ကျမတို့ရဲ့1 million channel လေးကပြန်လည်ကြိုဆိုလိုက်ပါတယ်။အက်စတိုဗီလာအသင်းနီးပြဦးနိုင်အမ်ရီကချက်စီကိုအနိုင်ရတဲ့ပွဲပြီးမှာသူ့ရဲ့တင်ဟာပရီးမီးယားလိချန်ပီယံဆုထက်ဥရောပဝင်ခွင့်တွက်တာရှင်းပြနေကြောင်းပြောကြားခဲ့ပါတယ်။ဗီလာအနေနဲ့ပြိုင်ပွဲစုံ17ပွဲဆက်အနိုင်ရထားပြီးတော့1914ခုနှစ်ကအသင်းရဲ့နိုင်ပွဲဆက်အမှတ်တမ်းကိုလိုက်မိခဲ့ပါတယ်။ဒါ့အပြင်ပရီးမီးယားလိ10ပွဲဆက်အနိုင်ရခဲ့လို့1910ပြည့်နှစ်ကလီပွဲ9ပွဲဆက်နိုင်မှတ်တမ်းကိုအမိလိုက်ဖို့တပွဲသာလိုပါတော့တယ်။ဗီလာအသင်းချန်ပီယံဖြစ်နိုင်တယ်လို့ယုံကြည်သလားမေးခွန်းကိုဦးနိုင်အမ်ရီကတကယ်တော့မဟုတ်ပါဘူးအသင်းကဥရောပအတွက်ပဲပြိုင်ပွဲဝင်နေတယ်လို့ကျွန်တော်ခံစားရပါတယ်။လီပြိုင်ပွဲမှာမန်စီးတီးအာဆင်နယ်အသင်းတွေနဲ့ရှင်ပြိုင်နေတာမဟုတ်ပါဘူး။ကျွန်တော်တို့18ပွဲကစားခဲ့ပြီးပွဲ20ကျန်သေးတယ်။လီဗာပူး၊ချက်စီ၊မန်ချက်စတာယူနိုက်တက်အသင်းတွေနဲ့ရှင်ပြိုင်ရမယ်။ဒီ38ပွဲမှာတသက်မှတ်ထဲရှိနေဖို့လိုပါတယ်လို့ပြောခဲ့ပါတယ်။ဗီလာအသင်းဟာလာမယ့်အင်္ဂါနေ့မှာအာဆင်နယ်နဲ့အဝေးကွင်းရှင်ပြိုင်ကစားမှာဖြစ်ပါတယ်။ဗီလာအနေနဲ့ပထမကျုံးမှာလည်းအာဆင်နယ်ကိုအနိုင်ကစားခဲ့ပြီးအမရိတ်ကွင်းနောက်ဆုံးရသည်မှာလည်းတပွဲနိုင်တပွဲသေးရရှိခဲ့ပါတယ်။